လေး TikTok အနေနဲ့ 3K တော့ရရှိထားခဲ့တာပါဒီနောက်မှာရှင်ပြန်မဲ့ player လေးတင်းဆက်တင်းတွေကိုဘယ်လိုအပါဖောက်သွားမလဲဆိုတာကြည့်နေနဲ့တော့ကျွန်မဆိုတော့ဒါတော့ gan နေပြီးတော့ပတ်ထားတယ်ပဲ okay ဒီနေ့မှာကိုတင်မောင်ရေးအဲ့ဘာမှသူ့ရဲ့ကျိုးစွမ်းနေတဲ့ပြေးဖို့လုပ်တာပြေးတာမပြေးလိုက်ရအောင်နော်မလျှော့သွားပြီကဲဒီနေ့ပဲတင်တို့ဒီ live stream နားရလေးတွေ live stream လာခဲ့နီးလေးတွေ note လေးတွေကြာရပေါ့နော်အဲ့ဒီထဲမှာပြောကြအစီအစဉ်လေးတွေတစ်ခုလုပ်ပြီးမှဖြစ်လို့လေအဲ့ဒီ channel လေးမှာတဲကြောင်လေးအနေနဲ့ကတော့မှကျွမ်းလိုက်မှသူ့ရဲ့ကျိုးစွမ်းနေတဲ့ပြေးဖို့လုပ်တာပြေးတာမပြေးလိုက်ရအောင်နော်မလျှော့သွားပြီကဲဒီနေ့ပဲတော့စမစတန်ခီနေပဲတစ်ဖက်မှာရှိပလေယာလေးတွေကိုတွန်းနေကြတော့အပါပဲကျုံသွားမလားကြည့်နေ1060တစ်ဖက်ကတော့တင်းနေပဲ20ရုံနေရတော့တိသွားပြီးနောက်ပိုင်းမှာတော့ရှယ်ရီကျုံသူမြမနေလာလို့နော်နောက်ကတည်းကတေဝါပြီးပြတူဦးရှင်โอเคရသေးရမလို့ကိစ္စမရှိနော်ပလေယာလေးတို့သူနေနေတော့အပါတီးနိုင်မလားကြည့်နေတယ်တစ်ဖက်မှာဆိုတော့တင်းတင်းတင်းဒီပါထပ်ပြီးတော့ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်အရင်ဒီမှာလောပါတာနော်ကျန်းနေတဲ့ player လေးနေနေတော့ AKD event နေရတာမနချစ်ကင်းနေတာလည်းရောက်လို့တေချာတော့ရှိသွားခဲ့ပြီပေါ့နော်နောက်ပိုင်းရှိပါသေးရဲ့ရှင်နော်ဖက်တယုံကြီးဂျပန်ကြီးနဲ့တွေ့နေပြီတဲ့ဘက်တူးနေလောဆယ်မှာဆိုတော့ fade favor အများအောင်စောင့်တာနည်းနည်းကြာတယ်ခုနကလေရုပ်တရားမပြည့်တော်တော်လေးတော့ကြာတင်းတဲ့ဘက်11ကောင်းမလေးကိုချစ်မိသွားပြီဗျာဟောတင်းတဲ့ဘက်11မှာကောင်းမလေးရှိတော့ခဏလေးဒီမှာဆွဲတောင်းတဲ့ခါတင်းတလုံးလို့ရိုက်ထည့်လိုက်ပါရှင်နော်မောင်လက်ဆောင်လေးပြကျေးဇူးတင်ပါတယ်ရှင်နော်ကိုဟင်းတဲ့ရောနေလေးရတော့ပြပေးထားရဆိုဒီထားလေးမှာတင်းနဲ့ပဲ20 1060 10K ပလီရလွယ်လွယ်နဲ့ရလာတာမဟုတ်ဘူးလို့ပြောပြလိုက်ဘေးတော့တင်းနဲ့ပဲ20မှာဒီမဲ့ပြတ်တော့မှလားကြည့်နေတယ်1060ဒီဘက်မှာလဲဒါတော့မှဇုံကြီးကတော့ကျင်းလာခဲ့ပြီဖြစ်ပါတယ်โอเค Rico မရအောင်သွားခေါ်တာနော် Rico သွားခေါ်တာလားတွေ့တငယ်ချင်းတွေတော့အပါလူဝိုင်းရေးရှယ်ပြကျေးဇူးတင်ပါတယ်ကိုရန်ကြီး follow နေပြကျေးဇူးတင်ပါတယ်ရှင်ကဲမသိရင် TikTok ရဲ့ profile အောက်ပါလေဟို Facebook လေးလေးချပေးထားတယ် YouTube လေးလေးလည်းချပေးထားတယ်အဲ့လိုရှိတော့ခါမိုးက MG game ရဲ့နော့နေတခါအပါကျုံးခံမမြင်အောင်ပြီးသွားပြီနော်ဒီမှာတော့ဂျင်းနဲ့ပြီးဝင်ပါလားတော့ဒီလူတွေကဝိုင်လားမသိဘူးလော်လီပေါ့ပါလေမိတော့ပါပြီနာမည်ပြောင်းပြောင်းဝင်ကျန်းနေရလားမသိဘူးနှစ်ယောက်တော့အဲ့မှာဆိုတော့တင်းနဲ့ပဲ60ဆိုလိုလေးလားဟုတ်ပါโอเคသူရဲ့ဘေးမှာတော့ဘက်ကက်လေးရှိသေးရဲ့ဘက်ကက်ကတော့လောဆာမှာဆိုလို့ရှိရင်တော့ MG game ဘေးနားမှာတော့ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်အချင်းမရှိအကျဉ်းရှိမရှိတင်းနဲ့ပဲ25နေနဲ့တူလောဆာမှာဆိုလို့ရှိရင်တော့လောမဒါဘလိုလေးတွေ fight သွားကြဒေါက်တာကျော်စားခံရပြီဒီလောက်စမှာဆိုတော့ဒေါက်တာကျော်ကတော့ရှော့သွားပြီနော်နေလက်ဆောင်လေးပြကျေးဇူးတင်ပါတယ်ရှင်အကျဲလေးနော်မောင်ဟိန်းတဲ့လက်ဆောင်လေးပြကျေးဇူးတင်ပါတယ်ရှင်ဒါလေးကတော့ကိုထွေးလက်ဆောင်လေးပြကျေးဇူးတင်ပါတယ်နော်ရောတာများတော့ပေါ်တဲ့ထိနေလို့ပါဟိုလိုကြီးတက်ပြတာမဟုတ်ဘူးပေါ့နော်စကင်ဘာစကင်မရှိလို့ဟက်ဆော့တာနေမှာအတဲမကွယ်ဘူးဆွေးသေးတယ်နော်ကဲတင်းနဲ့20ဒီရှိမှ22တွေပုံပြီးတော့မှဒါရှော့တဲ့သူကြီးလည်းရှော့သွားခဲ့ကြတယ်ဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့ K2K gaming တင်းနဲ့ပဲ20နေသူတစ်ဖက်မှာဆိုရင်တင်းနဲ့ပဲ20တွေပဲဖြစ်ပါတယ်လောဆယ်မှာဒီအများစွာရင်းရှိပါတယ်အဲ့တော့ like မပြီးသေးဘဲနဲ့ like ကနေဒီတိုင်းပဲထွက်သွားတဲ့သူတွေ
နော်တတလုံး FE ဖြစ်ပါစေစုံချင်းကောင်းဒီဖြစ်ကြပါစေရှင်နော်ရှိမရှိတင်းနဲ့ဘဝန်းနေဘာလို့မလဲဒီလောက်ကြီးပြင်းနေကြတယ်ဖိုးပန်းပြီးပြေးလာကြတယ်ကောင်းကြိုးကြဒီမှာရှိပလေယာလို့ကင်းထူသွားတော့မလားကြည့်နေတာ position နဲ့အောင်ပြီးဆိုချိန်သွားနိုင်မလားကြည့်နေနေပဲ MG Gaming 9K နဲ့ရှိမှဆိုရင်တော့တင်းနဲ့ဘတ်တာသီးတွေလည်းရှိတယ်နောက်ဆုံးမှဆိုတော့တင်းနဲ့ဘတ်50ပြေးလေမစင်ရှင်းဘလို့ဝင်ရလဲဆိုရင်မစင်ပြပြမယ်မြေပုံရွေးနေရာလေးကိုနှိပ်လိုက်ပါမြေပုံရွေးနေရာလေးကိုနှိပ်ပြီးသွားပြီဆိုရင်ညာဘက်ထောက်မှာရှိတဲ့တတရေလေးမှာတော့ 3+1 ပဲဖြစ်ပါတယ်စကူကြည့်ပေးပါโอเคခဏလေးစောင့်ပြီနော်မစင်ဒီနေရာပတယ်လေးကိုပြီးအောင်ကြည့်ပေးလိုက်မယ်လားနော်ဒီမှာဆိုတော့ရောနေလေးရတော့ပြပေးထားရဆိုရင်ဒီထားလေးမှာတင်းနဲ့ပဲ20 1060 10K မလီရလွယ်လွယ်နဲ့ရလာတာမဟုတ်ဘူးလို့ပြောပြလိုက်ဘေးတော့တင်းနဲ့ပဲ20ဟောဂျင်းနဲ့ပြီးဝင်ပါလားတော့ဒီလူတွေကဟိုင်လာမသိဘူးလော်လီပေါ့ပါလေမိတော့ပါနာမည်ပြောင်းပြီးဝင်ကျန်းနေရလားမသိတော့နေအောင်ဟုတ်ရှိမရှိတင်းနဲ့ပဲဝမ်းနေဘာလို့မလဲဒီလောက်ကြီးပြင်းနေကြတယ်ဖိုးပန်းပြီးပြေးလာကြတယ်ကောင်းကြိုးကြဒီမှာရှိပလေယာလို့ကင်းထူသွားတော့မလားကြည့်နေပုံပြီးတော့မှဒါရှော့တဲ့သူတွေလည်းရှော့သွားခဲ့ကြတယ်ဖြစ်ပါတယ်ဒီညမှာဆိုလို့ရှိရင်တော့ K2K Gaming တင်းနဲ့ပဲတွဲနေတယ်တစ်ဖက်မှာဆိုရင်တင်းနဲ့ပဲ20ပဲဖြစ်ပါတယ်လောဆမကဲမမ kiss ကတော့လောဆဒီပွဲလေးမှာဆိုရင်တော့ကုန်းသွားခဲ့ပဲဖြစ်ပါတယ်ဒီမှာရှစ်တွဲခင်းပလေယာဘေးတော့မှဆိုရင် 7K လေးနဲ့တူဒါလေးကတော့တင်းနဲ့ပဲ60 20ဒီမောင်လေးတို့ထားလို့ရပြီထားလိုက်ကြတော့နော်ပွဲပြီးတော့မယ်တကယ်မှကောင်းတဲ့ player လေးတွေပဲဖြစ်ပါတယ်။တို့လေးရေးလို့ရတယ်နော်။ Okay ဒီနေ့မှရှိ player လေးကိုတော့အပါပြတ်ဖို့အတွက်စူးစမ်းနေခဲ့တဲ့ဆိုတဲ့ player လေးမစင်ရဲ့ page ကတန်းကြီးရှိတယ်နော် follower တန်းကြီးရှိပါတယ်ရှင်။ page လေးတွေမှားပါမယ်။ဘိုးရှင်တော့တင်းတဲ့ဘဝန်းနေတဲ့တူဒီနေရာလေးမှာဗတ်တယ်လေးတော့မှအောင်းလုံးကြီး join ပြသွားနိုင်မလားကြည့်နေနေစုံသွားလည်းမြင်နေနော်။ဆိုတော့လောမဖြတ်ကြွားတော့မှာဖြစ်ပါโอเคပြေးနေမှာလို့ရလေးတွေကတော့လောစမဆိုလို့ရှိရင်เนาะနာဘာမှဗတ်တယ်လေးတော့ join နေကြဆိုရင်ဒီထားမှာတင်းနဲ့ပဲ11နေနဲ့ဘေးနားမှာတော့ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်တင်းနဲ့ပဲ11ပြောမယ်ဆိုလို့ရှိရင်ညာတိတ်ပြီးတော့တဘာဝမကြောက်ဘူးလားသိရမလားโอเคအဲ့ဆိုလို့ရှိရင် gain number 3လေးကိုသွားလိုက်ကြရအောင်တင်ကြီးကတော့ဒါတပွဲကတော့အောင်သွားခဲ့ပြီပေါ့နော်ဝင်ချင်ပူထက်ရင်မင်္ဂလာပါဒီနေ့နောက်ကြတဲ့နောက်မှာပူထက်သူခဏအောင်နေတဲ့ခုနကပလေရလေးလားမစိလုံးကတော့သူ့မမြင်ဘူးသူနာမည်ပြောင်းတယ်ဒီမောင်လေးတို့ထားလို့ရပြီထားလိုက်ကြတော့နော်ပွဲပြီးတော့မယ်တကယ်မှကောင်းတဲ့ပလေယာလေးတွေပဲဖြစ်ပါတယ်ဒီတူလေးလည်းရှိတယ်။နောက်တစ်ပတ်တခင်ကြီးကတော့စတင်ပြီးတော့မဘဲဥကွဲသွားခဲ့ပြီပဲဖြစ်ပါတယ်။တစ်ဖက်မှာရှိနေပေါ်တိုင်းကိုလိုက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့ဘေးမှာတင်းနဲ့ပဲစစ်လည်းရှိတယ်လို့တင်းနဲ့ပဲတန်းနေလည်းရှိတယ်။နောက်တစ်ပတ်ဆိုလို့ချားလေးမှာတော့ရှော့ပြီ။တင်းနဲ့ပဲ20နေညိတ်နဲ့ဆက်ပါနော်။ကဲAK player လေး CPR လောက်စမှာဆိုလို့ရှိရင်တော့ဒီနေ့သိတယ်လို့နော်။ကဲတင်းနဲ့ပဲ20နေရှိမှ22နေနော်ပြန်လိုက်မယ်နော်ခဏလေးစောင့်ပြီးပါဟိုမှာလေးအကောက်ရောင်းဖို့တဲ့ပြိမှာဟိုင်းထားတယ်လို့ပြောတယ်နေနိုင်ရှဲတယ်အောင်တော့မအောင်ကျေးဇူးတယ်တုံးသိမင်းရှိရတယ်မောင်လေးတို့အိတ်အိတ်နေလိုက်တော့နော်အောင်ကိုအောင်ငယ်စောင့်မပြန်ဘူးလေစာပြန်လိုက်မယ်ချင်းခဏလေးနော်ဟိုအရင်ဒီနေ့မှရှေ့သေးနေပဲတူးလေးနဲ့သူတို့တွေနေကဘလို့ထပ်ပြီးတော့မှကျုံသွားကြမလဲဆိုတာကြည့်နေနေပဲလောက်တော့ဘာလို့လဲအဲ့ဘာလို့တာတော့ဟုတ်တခိလာပြီးဝဲပါရဲ့ရှင်လို့နော် sorry ဒီတော့ကျတော့ဒီ Facebook မှာပဲထုတ်ရမှာ YouTube မှာ message တော့စာပြန်လို့မရဘူးเนาะအဲ့တော့ Facebook မှာပဲထုတ်ရမှာပါ stream ဖိုင်စီဆိုပြီးတော့ဒါဆက်တွယ်ပေးပါရှင်လို့เนาะ stream ကြက်ကဲနောက်ပွဲအတွက် ready ပဲလားရှင်เนาะကိုကြီးကိုလွမ်းလို့တာကိုကြီးကိုလွမ်းလို့တယ်နောက်မှာမောင်ဟင်းလာပြီ
လည်းမရှိသေးအကောင့်မဝယ်သေးဘူးတဲ့โอเคရပါတယ်မန်းစစ်စီမှာအချိန်မီရွေးလာပြီးတော့မှဒါဆက်တွယ်လို့ရမန်းစစ်အခုလောလောဆယ်တော့နားတော့မယ်ရှင်နော်ဒီနေ့တော့မန်းစစ်နားပါအောင်မယ်ကဲဒါလည်းတော့ MG Gaming နဲ့ဘေးနားမှာတော့တင်းနေမိုင်းစင်းဆိုပြီး Facebook မှာရိုက်ချလိုက်ပါအဲ့မှာမသိတော့ခုလက်ရှိလဲဆွေးနေပါတယ်အဲ့တော့ Facebook မှာကြည့်ရဖို့ပြောတာမဟုတ်ဘူးเนาะ Facebook မှာကိုကခဏလေးပဲသွားချပြီးအဲ့လိုမျိုးလေးဆက်တွယ်ပါမသိเนาะဒီမှာ backup ပါတယ်မတွေ့လားပါရလားမယူဖန်တွေတို့မြိတ်နေဆက်တရားနဲ့စပြီကွာတရားလေး